ဒီနေ့ကကျွန်တော်စင်ပူရံနဲ့တနိုင်းကြားမှာရှိတဲ့ရွာလေးဖြစ်တဲ့ချစ်ခင်လေးစားရတဲ့ကျွန်တော်အားကြရတဲ့လူစုဖြစ်တဲ့နာဂလူစုတွေတော်တော်များနေထိုင်တဲ့တဆိတ်ရွာကိုရောက်နေတာဖြစ်တယ်ဆိုတော့ဒီရွာကကျွန်တော်ဝင်လာတာနဲ့အမျှနော်ကျွန်တော်တအားအေးချမ်းတယ်ကျွန်တော်စိတ်ထဲမှာလည်းအရန်ကိုပီတိဖြစ်မိတယ်ဒီနေရာကိုဒါကတတိယအကြိမ်ကျွန်တော်ရောက်ခဲ့ခြင်းပဲဖြစ်တယ်နော်ဒါကတဆိတ်ရွာဖြစ်တယ်တော်တော်များများကနာဂလူတွေနေတာဖြစ်တယ်အဲ့တော့ဒီနာဂလူမျိုးတွေကအရန်ပဲကျင်နာတတ်တယ်ဂယုစိုက်တတ်တယ်အရန်ရိုးသားတဲ့လူတွေဖြစ်တယ်နော်တအားပျော်စရာကောင်းတယ်ဆိုတော့နောက်ပြီးတော့လည်းဒီရွာပေါ်မှာကျွန်တော်ဒီလိုရောက်ခဲ့ခြင်းအဖြစ်ခံစားရတဲ့အရာဘာလဲဆိုရင်ဖယားရဲ့လက်ရာကအင်မတန်လာပါတယ်ဆိုတဲ့အရာဖြစ်တယ်နော်ကျွန်တော်တို့နေတဲ့ရွာနဲ့မတူဘူးဆိုကျွန်တော်တို့နေတဲ့နေရာနဲ့မတူတဲ့အငွေ့အသက်တွေမတူတဲ့တမူထူးခြားတဲ့အငွေ့အသက်တွေခံစားရတာဖြစ်တယ်နှလုံးသားထဲမှာလည်းရင်ထဲမှာလည်းအယမ်းပျော်တာဖြစ်တယ်ဆိုတော့ဒီရွာကိုဒီတဆိတ်ရွာကိုဖယားသခင်ကကောင်းချီးပေးပါစေဖယားသခင်ရဲ့ကြီးမားသောနိုးထမှုကြီးမားသောဖယားရဲ့ကောင်းချီးတွေဒီရွာမှာရှိတဲ့သူအလုံးခံစားရကြပါစေနောက်ပြီးတော့ဖယားရဲ့ဘုံတော်တကယ်ပဲထင်ရှားတဲ့ရွာဖြစ်ပါစေဖယားရဲ့မေတ္တာတော်ကိုခံစားရတဲ့ရွာဖြစ်ပါစေဆိုပြီးတော့ဒီရွာအတွက်လည်းကောင်းချီးပေးတယ်ဖယားခင်ကိုယ်ကမဆာကောင်းချီးပေးပါစေဆိုပြီးတော့ဆုတောင်းပေးတယ်ရွာမှာရှိတဲ့ရွာသူရွာသားအရောက်စီတိုင်းလည်းငြိမ်းချမ်းကြပါစေဆိုတော့ကျွန်တော်ရောက်ခဲ့တာကလည်းအယံကိုမှပျော်စရာကောင်းတယ်အယံကိုမှခင်မင်တတ်တဲ့လူတွေဖြစ်တယ်ဆိုတဲ့အရာကိုတော့ကျွန်တော်လေးစားချစ်ခင်ရတဲ့နာဂလူနေစုတွေနေတဲ့ရွာဖြစ်တယ်ဆိုတဲ့အရာကိုလည်းမိတ်ဆက်ပေးချင်ပါတယ်ရွာအတွက်လည်းကျွန်တော်ဝိုင်းဝန်းပြီးတော့ဆုတောင်းပေးရအောင်ကျေးဇူးတင်ပါတယ်